သူများကိုယ်ဘာပြောပြောအဲ့ဒါကိုစဉ်းစားမနေနဲ့စဉ်းကျင်မနေနဲ့နော်ကိုကောင်းတဲ့ရထုတ်နိုင်အောင်ကြိုးစားရမယ်ပေါ့ဆက်ပြီးတော့မြတ်စွာဘုရားဆုံးမတာကပရိသံသူတစ်ပါးတို့ဤကတကတံပြုအပ်သောအမှုမပြုအပ်သောအမှုတို့ကိုနာအဝခေယအလုတ်တစ်ခုဂယုပြု၍ကြီးရှုဆင်ခြင်၍မနေရဒါလေးကြတော့ဓာတ်ရိုက်ပြောတာနော်သူများဘာတွေလုပ်တယ်ဘာတွေမလုပ်ဘူးဆိုတာကိုအလုတ်တစ်ခုကြီးတို့လုပ်ပြီးတော့အဲ့ဒါကိုခေါင်းထဲထည့်မနေတဲ့ဟုတ်လားသူများဆိုတာဒီနေရာမှာကိုယ်ဟာလွဲရင်သူများပဲဆိုတာကိုလည်းပဲရိုးရှင်းရှင်းနားလည်ဖို့လိုတယ်နော်သူများလို့ပြောတဲ့အခါကိုယ့်ရင်ကလူတွေမပါဘူးလို့ထင်ပါဆိုလို့တကယ်တမ်းကိုယ့်ရင်ကလူတွေအကြောင်းစဉ်းစားရင်းနဲ့ပဲပူရတာလောင်ကြရတာအနည်းဆုံးလူကကိုယ့်ကိုအရှို့နိုင်ဆုံးလူပဲဟုတ်လားဒါကြောင့်သူများလို့ပြောလို့ရှိရင်ကိုယ်ဟာလွဲရင်သူများပဲအဓိကသူများကိုယ်ဘေးကလူတွေကပို့ပြီးတော့သူများပဲလို့နားလည်ဖို့လိုနော်အဲ့မြတ်စွာဘုရားစိတ်ချမ်းသာခြင်းနဲ့ငြိမ်းအေးခြင်းနဲ့ဆိုလို့ရှိရင်သူများဘာတွေလုပ်တယ်ဘာတွေမလုပ်ဘူးဆိုတာကိုမစဉ်းစားနဲ့တဲ့သူဘာလုပ်ပေါ့ဆိုလိုတာကဟုတ်လားအဲ့လိုဆိုရင်ဘာလုပ်ရမှာတော့ဘာကိုစဉ်းစားရမှာတော့ဘာကိုဆင်ခြင်ရမှာတော့ဆိုတော့အတ္တနောဝအဝခေယကတာနိအကတာနိသအတ္တနောဝမိမိဣတာလျင်ကတာနိအကတာနိသပြုတ်သောအမှုတို့ကို၎င်းအကတာနိသမပြုတ်သောအမှုတို့ကို၎င်းအဝခေယစဉ်းစားဆင်ခြင်သုံးသပ်ရ၏တဲ့